ခိုက်ကြလို့အာနေနေပြီဆိုတင်ထားတဲ့စိတ်ဓာတ်များပြိုကွဲတော့လားဆိုရင်လောကရဲ့လမ်းများပေါ်ရှောင်သွားရင်မောပန်းနေလုံသာကလွန်စလို့တန်တာမိရဲ့အမေရဲ့အိမ်ကိုအိမ်များရဲ့အမေရဲ့မြစ်တာရင်နဲ့ဝေးခဲ့သူမောကာလီပြန်လေပြေဒီမှာပူကြည့်ခွင့်ချောက်သွေးအိမ်ပြန်ရှိရကြတဲ့မှာရှိခုနေပြေစတဲ့နေရမြတိုက်ခိုက်ကြလို့အာနေနေပြီဆိုတင်ထားတဲ့စိတ်ဓာတ်များပြိုကွဲတော့လားဆိုရင်လောကရဲ့လမ်းများပေါ်ရှောင်သွားရင်မောပန်းနေလုံသာကလွန်စလို့တန်တာမိရဲ့အမေရဲ့အိမ်ကိုအိမ်များရဲ့အမေရဲ့မြစ်တာရင်နဲ့ဝေးခဲ့သူမောကာလီပြန်လေပြေဒီမှာပူကြည့်ခွင့်ချောက်သွေးအိမ်ပြန်ရှိရကြတဲ့မှာရှိခုနေပြေစတဲ့နေရမြတိုက်ခိုက်ကြလို့အာနေနေပြီဆိုတင်ထားတဲ့စိတ်ဓာတ်များပြိုကွဲတော့လားဆိုရင်လောက